မင်္ဂလာပါဗျာဒါတော့ကျွန်တော်နေ့ရက်နေ့ကတင်ထားတာပါနေ့ရက်တင်ထားတော့ဒါကမိတဲ့လူတွေတော့ပေါက်တယ်မမိတဲ့လူကတော့မပေါက်ဘူးကျွန်တော်ကြည့်ပြီးတဲ့လူတွေပေါက်မှာပေါ့ကြည့်တဲ့လူတွေပေါက်ဒါတော့တော့ရက်နေ့ကวันนี้ကတော့မနက်ပိုင်းမှာကျွန်တော်ကမနက်ပိုင်းအဘူးမစင်းထင်တာတော့ညနေပိုင်းဘူးစင်းမယ်ထင်တယ်ဗျာတော့ညနေပိုင်းအဘူးလို့ထင်လိုက်တာကန်စုစောနဲ့မနက်ပိုင်းမှာအဘူးစင်းသွားတယ်ညနေပိုင်းမှာကျွန်တော်တာတင်ဖို့ပဲကြောင်းပေါ့ကျွန်တော်မတင်ပြခဲ့ဘူးကျွန်တော်လက်ချက်မတွက်ထားတာပဲဒါကျွန်တော်တွက်ထားတာဒီနေ့3ရက်နေ့ကိုကျွန်တော်ဒီလိုကျွန်တော်ပေးတယ်ကြိုင်ထိုးပါဗျာဆရာကြီးတော့မဟုတ်ဘူးဗျာကျွန်တော်လည်းဝါဒနာရှင်တူပါဝါဒနာရောက်ကျွမ်းကျင်ရတော့မဟုတ်ဘူးเนาะကျွန်တော်မရှိဘူးကျွန်တော်3ရက်နေ့ထပ်တာကြာတာကူကတော့6ရက်နေ့ပေါ့နော်6ရက်နေ့6ရက်10လ2025ပါ7နိုင်နော်7နိုင်10မိနစ်ခဏမနက်ပိုင်းဘာလို့ရမလဲဆိုတော့ခါကြလေမရှိဘူးဘာမှခဏကဲသူ့လိုပြောမယ်နော်ကျွန်တော်ကတော့ဆရာကြီးတော့မဟုတ်ဘူးပေါ့ဗျာကျွန်တော်လည်းပါလည်းတွက်တယ်ဒီလိုပဲကြည့်တဲ့ကလင်ကကြည့်တယ်ပဲကြည့်တယ်အလုံးကိုတွက်ကြည့်တယ်ပေါ့နော်ဒါတော့အားလည်းကျွန်တော်ဝါလာရပါယုံကြည်မှထိုးပါယုံကြည်မထိုးပါနဲ့ဆရာကြီးကတော့လေးတော့ပါတယ်မဲ့ကျွန်တော်ဟာကိုမကြိုက်ရင်လည်းကြော်သွားလို့ရပါတယ်โอเคပါကျွန်တော်ရတာကဏ္ဍလေးပေါ့နော်ကျွန်တော်တွက်နည်းတော့မပြောတော့ဘူးတော့မပြတော့ကျွန်တော်ကဒါကတော့ main ပေါ့နော် main ကဒီက၄ခွက်ရမယ်ဒီက၄ခွက်ကနိုင်โอเคဒါမင်းကလေးကပါဒါမင်းကလေးက6နော်မနက်စ10မိနစ်မနက်ပိုင်း